မှန်ပြင်တိဆောက်တာကိုတော့တမ္မာအာဇီဝလို့ခေါ်တယ်ပြောပါလို့ခေါ်တော့ရိုးရိုးသားသားတိဆောက်တာကိုယုံကြည်ပြီးတော့ကြိုးစားတာအဲ့ဒါတမ္မာအာဇီဝတချို့ကြတော့မိစ္ဆာဇီဝတဲ့မှန်မှန်ရင်တိဆောက်ကြတယ်ပေါ့နော်မိစ္ဆာဇီဝမှန်မှန်ရင်တိဆောက်တယ်ဆောင်းဝဲအောင်မကြိုးစားဘူးခိုးချတယ်ပေါ့ခိုးချတယ်လည်းအောင်တာပါပဲဒါပေမဲ့သူ့မှာပါဝါမပြည့်ဘူးပါဝါဖူးမဖြစ်ဘူးကိုယ်ကလို့ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ပါဝါတိဆောက်တော့အောင်မြင်တဲ့အခါကျကိုယ့်ရဲ့ပါဝါကပြည့်တယ်ကွာသလားမကွာဘူးလားကွာတယ်အများကြီးတန်တရာအထိနောက်ဆုံးကျကွာသွားတယ်ဒါမှမဟုတ်ကြောင့်သားတို့သမီးတို့ဘဝမှာအာတိဆောက်တဲ့နေရာမှာတဲ့ပြည့်စုံရမယ့်အချက်ကတတ္တိနဲ့လည်းပြည့်စုံရတယ်ပြောပါနဲ့ပြည့်စုံတတ္တိနဲ့လည်းပြည့်စုံဗျတ္တိနဲ့လည်းပြည့်စုံရတယ်ပြောပါနဲ့ပြည့်စုံဗျတ္တိနဲ့လည်းပြည့်စုံအဲ့လိုတတ္တိဗျတ္တိနှစ်ခုလုံးပြည့်စုံသွားပြီဆိုရင်တဲ့ဘဝကဆွမ်းအားပြည့်သွားပါပြီတဲ့တတ္တိဆိုတာကဘာလို့လဲတတ္တိဆိုတာဥမာပြောမယ်ဆိုရင်ပြောရတာတတ္တိပြောရတာဘာတော့ပြောတတ်တာဗျတ္တိပြောတတ်တာဘာတော့တချို့ကပြောရတယ်မပြောတတ်ဘူးဆဲတယ်လို့ပဲတချို့ကပြောတတ်တယ်ပြောနိုင်တဲ့ဆွမ်းတတ္တိရှိတယ်မပြောရဘူးအဲဆိုသူဆွမ်းတတ္တိနည်းသလားမနည်းဘူးလားဒါမှမဟုတ်ဘဝမှာပြောလဲပြောရရတယ်ပြောပါတော့ပြောလဲပြောတတ်ရတယ်ပြောပါတော့သဘောပေါက်ရလားတတ္တိနဲ့ဗျတ္တိဆိုတဲ့ဆွမ်းအားနှစ်ရပ်ပြည့်အောင်လုပ်ရသလားမလုပ်ရလားအေးကဲလုတ်တတ်တာဗျတ္တိအလုတ်လုတ်တတ်တာဘာတော့သမင်းချက်တတ်တာဟင်းချက်တတ်တာဟုတ်တယ်မလားဟင်းချက်တတ်တာဟင်းကောင်းကောင်းချက်တတ်တာကာမောင်တတ်တာအလုတ်တွေလုတ်တတ်တာအဲ့ဒါဗျတ္တိလို့ခေါ်တယ်ပြောပါလို့ခေါ်တော့လုတ်တတ်တာဗျတ္တိလုတ်ရဲတာကတတ္တိလုတ်ရဲတာဘာတော့တချို့ကလုတ်တတ်တယ်မလုတ်ရဲဘူးတတ္တိမရှိဘူးနော်ဒါမှမဟုတ်ကြောင့်တတ္တိနဲ့လည်းပြည့်စုံအောင်ဗျတ္တိနဲ့လည်းပြည့်စုံကြိုးစားတရားဟောရတာဗျတ္တိတရားဟောရတာတတ္တိအဲ့လိုတတ္တိနဲ့ဗျတ္တိနဲ့ပြည့်စုံရင်အောင်မြင်သလားမအောင်မြင်ဘူးလားတချို့ကတတ္တိကောင်းတယ်ပြောရဲဆိုရဲလုံရဲကြိုက်ရဲတယ်ဒါပေမဲ့ဗျတ္တိပညာကမတတ်တော့အမှားကြီးတဲ့ရှောက်လုံနေတော့ဒုက္ခရောက်သလားမရောက်ဘူးလားတချို့ကြတော့ဗျတ္တိရပြည့်စုံတဲ့လုံတတ်ကြိုင်တတ်တဲ့ပညာတတ်တဲ့မလုံရဲမကြိုက်ရဲမပြောရဲတတ္တိရမရှိတော့လေအောက်ကြနောက်ကြဖြစ်သလားမဖြစ်ဘူးလားဒါမှမဟုတ်ကြောင့်သာတို့သမီးတို့ဘဝကိုဘဝကိုတိဆောက်တတ္တိနဲ့လည်းတိဆောက်ဗျတ္တိနဲ့လည်းတိဆောက်ပြောပါတော့တတ္တိနဲ့လည်းတိဆောက်ဗျတ္တိနဲ့လည်းတိဆောက်သဘောပေါက်ရလားဆောင်းဝဲဖြည့်ရတဲ့တတ္တိရှိလားဖြည့်နိုင်စွမ်းဆိုတဲ့ဗျတ္တိရှိလားအောင်မြင်ပြီလို့မှတ်လိုက်ရလားနေ့စဉ်အဲ့ဒါတတ္တိဗျတ္တိတတ္တိတဲ့လို့ဗျတ္တိရဲ့တတ္တိဗျတ္တိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေအထက်တန်းရောက်သွားတာတတ္တိဗျတ္တိမပြည့်စုံဘူးတခုတည်းချွင်ရွံ့နေဆိုထက်တန်းမရောက်နိုင်